ရဲဘော်မင်းခအတ္တတို့အလွန်မြင်းချံခရိုင်တောင်တာနယ်သားလေးပေါ့နာမည်ကတော့အတ္တဆိုပေမဲ့အတ္တတွေမရှိတဲ့တူလေးပါဗျာအာနာရှင်ကိုတိုက်ခတ်ရင်အသက်ကိုပေးဆက်သွားခဲ့ပြီရွှေတံဘိုးတိုက်ပွဲမှာမင်းကိုနောက်ဆုံးမြင်ခဲ့ရလိမ့်မယ်လို့ငါဘယ်တော့မှမတွေးတော့ခဲ့ဘူးမင်းကြတဲ့နေ့ကမင်းအမေကတော့မင်းနေလေရဲ့မင်းညီလေးကိုတွေးမိသေးလားတဲ့ငါရင်ထဲမှာရောပါဇက်ကရောပြောမထွက်ခဲ့ဘူးမင်းမရှိတော့ဘူးဆိုတာကိုပေါ့တခါတလေလမ်းပေါ်မှာဆိုင်ကယ်စီရင်မင်းသာရှိနေသေးရင်အခုငါဘေးမှာထိုင်နေမှာပဲလို့တွေးမိတယ်မင်းနဲ့အတူရဲခဲ့ဘူးတဲ့နေတွေမင်းနဲ့အတူစီးခဲ့ဘူးတဲ့လမ်းတွေအခုတော့အမတ်တရနေရတဲ့အဖြစ်ကြံခဲ့ပေမဲ့ငါနှလုံးသားထဲကတော့မင်းဟာမပြောက်ွယ်သွားပါဘူးကွာမင်းမရှိတဲ့ကဘာကြီးမှာနေရတာတခါတလေအရန်လွမ်းလို့အသက်ရှူရတော့ခက်တယ်မင်းနဲ့ငါကဲနေကြတကြံတွေကနောက်ဆိုရင်အထီးကြံအောင်မယ်ခက်ချောက်ဖြစ်နေအောင်မယ်မင်းကိုအရန်တတိယနေတယ်အရန်လွမ်းနေတယ်ဒါကြီးရဒါကတော့ညီကိုအရင်လို့ခင်မင်ကြတဲ့လူရဲကောင်းရဲဘော်2ယောက်မှာ1ယောက်ကကြာဆုံးသွားပြီဖြစ်တယ်ပေါ့နော်ကြာဆုံးသွားပြီဖြစ်တယ်သူ့ရဲ့တငယ်ချင်းအရင်လို့ညီကိုအရင်လို့ခင်မင်ခဲ့ရတဲ့ပေါ့နော်ရဲဘော်မင်းခအတ္တအတွက်လွမ်းချုပ်ကြပြလေးကျွန်တော်ရေခိုင်းတဲ့အတွက်ကျွန်တော်ကဒီစီပြီးတော့ရေးခဲ့တာဖြစ်ပါတယ်တကယ်လို့ဒီကြပြကိုကြည့်နေတယ်ဆိုရင်ဒီကြပြထဲမှာပါတဲ့တချို့ချက်လက်တွေမှားနေတယ်အရင်ထိခိုက်စရာတွေဖြစ်ခဲ့ရင်တော့တောင်းပန်ပါတယ်ပေါ့နော်ပြီးတော့ဒီကြပြလေးနဲ့ပေါ့နော်မြင်းချန်နဲ့တောင်းတာသားလေးကိုကျွန်တော်တို့ပေါ့နော်ရဲဘော်မင်းခအတ္တတို့အလွမ်းဆိုပြီးကျွန်တော်အနေနဲ့ပေါ့နော်ဂုံပြုပေးလိုက်ပါတယ်တကယ်ဆိုရင်တော့အာဇာနည်တွေကိုတော့ဂုံမပြုချင်တော့ဘူးတူရဲကောင်းတွေကိုပဲကျွန်တော်ဂုံပြုရေးဖွဲ့ချင်တယ်တူရဲကောင်းတွေပဲဆက်လက်ရှင်သန်နိုင်ကြပါစေပေါ့နော်အကြအဆုံးလည်းနေကြပါစေလို့ကျွန်တော်အနေနဲ့ဆုတောင်းပေးပါတယ်ခင်ဗျာ